ဒီဖြစ်ရကကျွန်တော်9နှစ်သားရွယ်လောက်မှာတကယ်ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်တစ်ခုပါအဲ့တုန်းကကျွန်တော်ဟာနေရွာဒီမှာအဖိုးဖွားလို့နဲ့အတူနေထိုင်နေတာဖြစ်ပြီးအဖေနဲ့အမေကတော့ဝမ်းရက်တက်မြို့မှာအလုပ်သွားလုပ်နေကြတဲ့အချိန်ပေါ့တနေ့မှာတော့ရွာမှာမိုးကတီးတီးမဲမဲရွာချလိုက်ပါတယ်ညမောင်လာတာနဲ့အမျှလေကွဲမြင်တစ်ခုလုံးမှာဖားအော်တန်တွေပူရစ်တန်တွေကစူညံပေါ်လော်ရိုက်နေတာပေါ့ဒီလိုနဲ့ကျွန်တော်တို့မြေးဖိုးတယ်ထမင်းစားတောက်ပြီးတဲ့အခါမှာတော့အဖိုးကဟင်းစားလေးရအောင်လဲထဲဆင်းပြီးငါးရှာဖားရှာသွားမယ်လို့ဆိုပါတယ်ကျွန်တော်ကလည်းကလေးဖတာဝလိုက်ချင်လို့အတင်းကျပ်ပူစားတာပေါ့အစားကတော့အဖိုးကမခေါ်ခြင်းပေမဲ့ကျွန်တော်ကဇွတ်အတင်းလုံနေတာနဲ့နောက်ဆုံးတော့ခေါ်သွားဖို့သဘောတူလိုက်ရပါတယ်ဒါပေမဲ့အဖိုးကကျွန်တော်ကိုအနားကနေအဝေးကိုမသွားရဘူးအဖိုးသွားတဲ့နောက်ကနေပဲလိုက်ရမယ်ခြိလက်ကင်းပေါ်တယ်လို့ပြောပါတယ်ကျွန်တော်ကလည်းလိုက်ရမယ်ဆိုတော့အပျော်လွန်ပြီးဟာအဖိုးရဲ့ကျွန်တော်အဖိုးနားကလေးပဲလိုက်မှာပါစိတ်ချပါလို့ကတိပေးလိုက်တာပေါ့အဲ့ညမှာကျွန်တော်နဲ့အဖိုးဟာခေါင်းမီးကိုစီတက်ပြီးမှောင်မဲနေတဲ့လေကွင်းတဲကိုဆင်းခဲ့ကြပါတယ်ဟင်းစားရှာရင်နဲ့ရှောင်လာကြတာတနေရာအရောက်မှာတော့ကျွန်တော်ကအဖိုးနဲ့နည်းနည်းလေးဝေးသွားပါတယ်ရေကန်စနားမှာတယောက်တည်းဟိုကြည့်ဒီကြည့်နဲ့ဘာများတိမလဲလိုက်ထိုးကြည့်နေခဏအကြာမှာတော့ကျွန်တော်ဦးခေါင်းကဓာတ်မီးအောင်ဟာအဖွားကိုတယောက်စီကိုဖြတ်ခနဲကြရောက်သွားပါတယ်လက်တစ်ပြက်ဆိုတော့ကျွန်တော်လည်းဒါဘာကြီးလဲဆိုပြီးကြည့်မိတာပေါ့အဲ့ဒီအဖွားကိုရဲ့ရုပ်တွင်ကမြင်လိုက်ုံနဲ့တင်သွေးပြက်စရာဗျာစပင်းတွေကဖယိုဖယဲနဲ့မျက်လုံးအိမ်တွေကအပြင်ကိုထွတ်မတက်ပြူးထွာနေတာတကူလုံးကအည်ပြားတွေကလည်းပုတ်သိုးနေပြီးသွေးပုတ်ပြီးပုတ်တွေနဲ့မဲညစ်နေတာပဲဒါကိုမြင်လိုက်ချင်းပါပဲဒါဟာလူမဟုတ်ဘူးတရေပဲဆိုတာကျွန်တော်ချက်ချင်းသိလိုက်တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီတရေမကြီးကပါဇက်ကနေအတန်အုပ်အုပ်ကြီးနဲ့ပြောတယ်ဗျာငါမီးလေးဟင်းစားရှာနေတာလားဘာရပြီလဲအဖွားကိုကျွေးပါအောင်ဘိုက်အញ្ញမ်းစာနေလို့ပါတဲ့အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အချိန်မှာကျွန်တော်ဟာအရင်ကတခါမှမဖြစ်ဘူးတဲ့ကြောက်စိတ်မျိုးနဲ့တကိုယ်လုံးတောင့်တင်းသွားမိတယ်ဒါဟာကျွန်တော်ဘဝမှာပထမဆုံးအချိန်မြင်ဘူးတဲ့အချောက်ချားဆုံးရုပ်တွင်ပဲလေသတိပြန်ဝင်လာတာနဲ့အဖိုးစီကိုတန်းပြေးတာ哦အဲ့ဒီတရေမကြီးကလည်းကျွန်တော်နောက်ကနေတောက်လျှောက်လိုက်လာတာဗျာကျွန်တော်အဖိုးစီရောက်သွားတော့အဖိုးကဟေးမင်းဘာတွေ့လာတာလဲလို့လှမ်းမိတယ်ကျွန်တော်လည်းအသက်ရှူမဝပဲကျွန်တော်အဖွားကိုတရေမကြီးကိုတွေ့ခဲ့တယ်တကိုယ်လုံးမဲပုတ်ပြီးသွေးပုတ်ပြီးနဲ့မျက်လုံးတွေလည်းပြူးထွက်နေတာပဲလို့ပြောလိုက်တော့အဖိုးကကျွန်တော်ပြေးလာတဲ့ဘက်ကိုတမ်းမီးနဲ့လှမ်းထိုးကြည့်တယ်အဲ့ဒီတရေမကြီးကအဖိုးကိုကြည့်ပြီးမျက်နှာကြီးဖျဲချောင်နေတာအခေးကြောက်စရာကြီးပါဗျာအဖိုးကငါမီးနားကနေအဖိုးချက်ချင်းထွက်သွားစမ်းသူကမင်းကိုဘာလုပ်လို့လဲလို့အော်ပြောလိုက်တော့တရေမကြီးကငါဘိုက်စာလို့ပေါ့မင်းတို့ရထားတဲ့ဟင်းစားတဲ့ငေါ့ကိုကျွေးရဲ့လို့ပြန်ပြောတယ်အဖိုးကလည်းချက်ချင်းဆိုသလိုဆရာတော်ကြီးပေးထားတဲ့သူ့လက်ထဲမှာအဆောင်ဆွဲချိုကိုချုပ်လက်အုပ်ချီပြီးရသမျှဂုံတော်တွေကိုရွက်ဖတ်တာပေါ့ဗျာအဲ့ဒီအချိန်မှာပဲအဖွားကိုတရေမကြီးကအကျဲကြီးအော်ဟစ်လိုက်ပြီးသူ့ကိုယ်ထဲကနေမိကုံးမဲတွေထွက်လာကကျွန်တော်တို့ရှေ့တင်ပဲကောက်ကွယ်သွားပါတော့တယ်အဲ့ဒီအချိန်မှာကျွန်တော်နဲ့အဖိုးဟာဟင်းစားလဲမရှာနိုင်တော့ပဲအိမ်ကိုအသက်လှူပြီးပြေးကြတာပေါ့ဗျာအဖိုးကလည်းကျွန်တော်ကိုစိတ်အယမ်းပူပြီးပြေးလိုက်တာကျွန်တော်အရှိမကြီးဗျာအိမ်ရောက်တော့ကျွန်တော်တကိုယ်လုံးတုံရင်နေပြီးစိတ်တက်ကြေဝါကြာဆင်းသွားတဲ့အထိကြောက်လန့်နေမိတယ်အဲ့ဒီညကဖြစ်ရကြတော့ကျွန်တော်3-4ရက်လောက်ပြင်းပြင်းထန်ထန်ဖျားသွားခဲ့ပြီးသမင်းအောင်စားမဝင်ဘူးဗျာဒီဖြစ်ရဆိုးကြီးကနှစ်ပေါင်းများစွာကဖြစ်ခဲ့တာဆိုပေမဲ့အခုထိအဲ့ဒီတရေမကြီးရဲ့မျက်နှာကိုပြန်တွေးမိတိုင်းကျွန်တော်ကြောချမ်းပြီးတုန်လို့နေတော့မှာပဲ